ကျွန်တော်သိရရတယ်ကျမမသိရဘူးလားကျွန်တော်ဘာလို့လဲဆိုတာbro ဆိုင်ပြီးဆိုအဲ့လိုရတော့ဗီဒီယိုထောင်ပြရမှာပါနော်မိုက်တော့ဝယ်ရသေးဘူးပါလက်တော့ဝယ်ရတော့ပါပါကျေးဇူးတော့တင်နေပါဦးကျွန်တော်ဒီနေ့ဗီဒီယိုမှာကကျွန်တော်အဲ့ဘာပဲကျွန်မစရတာဘာလုပ်လဲဆိုကျွန်တော်ရှိုးပါတော့ဒါလေးချွတ်လာအဲလေဒါတော့ကျွန်တော်ပြီးထွက်တယ်ဒါတော့ကျွန်တော်ရဲ့နောက်ဖွေးခံဒါကျွန်တော်ရဲ့အဲ့ရကျွန်တော်ရဲ့အဲ့ရဒါเลยเนาะဆုံးကားနေမှာတော်တော်လေးပါโอเคပါ